င်္ဂလာနေ့လေးပါရှင်တကားဖွင့်လိုက်တာနဲ့နေဘူးချက်ကရှိုင်းနေပဲဒီလိုချိန်မှလေးအဝတ်တောင်မကတ်နိုင်ဘူးတော်တော်လေးပူလို့ဒါပေမဲ့လည်းချိန်ထားတာရှိတော့သွားရပါဦးအပြည့်သွားရမှာဆိုတော့မဖြစ်မနေပြင်စေရတော့ဒီလိုပူတဲ့အချိန်မှာလူလိုက်တာနဲ့ပေါ့ပါပြီးလှနေဖို့ရွေးချယ်ဖို့မှန်ကန်ဖို့တော့လိုအဲ့တော့အခုပြထားတဲ့၃မျိုးနဲ့ပြင်ပြမယ်စတက်တွေအများကြီးလည်းမလို့ပထမဦးဆုံးအနေနဲ့နေရောက်ကြီးတက်ကိုအပြည့်အဝကာကွယ်ပြီးဖို့ light weight face screen ကိုအရင်လူမယ် screen ရဲ့အားသာချက်ကတော့အများကြီးပဲသုံးဖို့တဲ့သူတိုင်း share plan နဲ့ကြိုက်ကြတယ်ဘာလို့လဲဆိုတော့သူက sensitive သားရည်ကအစားသုံးပြီးလို့ရတယ်အခြား screen တို့ပြာသွားတာမျိုးမဖြစ်ဘူးချိန်တလောက်ပမာဏလူလို့ရမျက်နှာပေါ်တင်လိုက်တာနဲ့အေးအေးလေးနဲ့ကြည်ကြည်ပြောင်လေး foundation နဲ့တွဲလူမယ်ဆိုလို့ရှိရင်လည်းပိုပြီး glow look ကိုရဒုတိယအဆင့်အနေနဲ့ light weight foundation 01နဲ့02ကိုဆက်လူမယ်တနက်ခါရောင်လေးဖြစ်တဲ့အတွက်ကြောင့်မြန်မာလူမျိုးသားတွေအတွက်အရင်အဆင်ပြေတယ်သူက hydrating foundation ဖြစ်တဲ့ကြောင့်မို့ဆွဲရတာလည်းလွယ်ကူတယ်မျက်နှာပေါ်တင်လိုက်လို့ရှိရင်လည်းလုံးဝပေါ့ဒီ foundation ရဲ့အားသာချက်ကတော့အချိန်ကြာလေး makeup သားတက်ပြီး glow တဲ့ကိုယ့်ရဲ့တန်ဖိုးရှိလာတဲ့အချိန်တွေကို waste မဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီ light weight brush လေးကိုစောင့်ထားလိုက်အချိန်ခဏလေးတွင်းမှာ makeup သားကိုတသားတည်းဖြန့်ပေးနိုင်တွေ့လား light weight foundation လူပြီးသွားပြီဆိုတော့စိတ်ကလေးအရန်ပျော်သွားဘာလို့ဆိုကိုယ့်ရဲ့ရှေးရေးစဲအလားကိုထုတ်ဖော်ပေးလိုက်တယ်လို့ပဲ skin ကောင်းတယ်လို့မျိုးကို तू ကလှသွားစီရနော်ပြီးတော့ nude series တွေက AN6 အရောင်လေးနဲ့ eye shadow ပါနေနှာခမ်းဒီအသုံးပြုပြမယ်ဒီရောင်လေးကအရန်လှတယ်လိမ်မော်ဘက်သွားတာကြိုက်တယ် peach color ဘက်သွားတယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီ nude series တွေက AN6 ကိုရွေးချယ်မျက်နှာကိုလုံးဝလေးထွက်သွားတာလိမ်မော်ဘက်သွားတဲ့နှာခမ်းဒီတော်တော်များများလေ eye shadow ပါနေပြီချယ်လို့အဆင်မပြေဘူးဒါပေမဲ့ light weight ရထုတ်ပေးထားတဲ့ AN6 အရောင်လေးကတော့လုံးဝချယ်လိုက်တာနဲ့မျက်နှာလေးကိုလေးပြီးတော့လေမျက်နှာလေးကိုနှုတ်သွားတာတွေ့လားလုံးဝပို့ပြီးတော့လေ glow look ကိုရစီဒီနှာခမ်းဒီရောင်ရဲ့အားသာချက်ကိုကြည့်လိုက်နှာခမ်းဒီရောင်မှာဆိုရင်အရန်လာတယ်ဟောလိမ်မော်ဘက်သွားတဲ့နှာခမ်းဒီတော်တော်များများနှာခမ်းမှာဆိုလိုက်နှာခမ်းကြီးပဲထစ်ထွက်သွားတယ်လို့မျိုးဖြစ်တာဒီနှာခမ်းဒီရောင်ကနှာခမ်းမှာစိုးလိုက်လို့ရှိရင်လေအသားနဲ့တစ်ထက်တည်းကျပြီးတော့လေလူကိုလေငိမ့်ငိမ့်လေးနဲ့လှသွားတာကဲ finish look ကတော့လုံးဝပါကြည့် glow ပဲเนาะအစ်စ်အများကြီးလည်းမလို့အဲ့တော့ရွေးချယ်မှုမမားစေနဲ့เนาะ၃မျိုးပဲလိုတယ်